ကျွန်တော်တို့စဗျာ Minecraft server ထောင်ဖို့တူရဲသွားပြီးnoise လို့ရှာလိုက်ပါဗျာရှာပြီးနှိပ်လိုက်ပါဗျာဒီဟာလေးဟိုဗျာဒီမှာပလေးကိုဆွနှိပ်တယ်ပါဗျာအတောင်းအသစ်ဖွင့်လိုက်ပါဗျာစဉ်းသိဝင်ဒူတဲကိုနှိပ်ပြီးဒီမှာတူကြိုက်တဲ့ယူရလေးလေးထားလိုက်ပါဗျာစမအဲ့လိုလေအတောင်းဝင်သွားရင်ဗျာစာပါအသေးထောင်တော့မယ် trade ရဲ့စာပါလေးကိုနှိပ်လိုက်ပါဗျာဒီကျွန်တော်တို့ဖုန်းနဲ့ဆော့မှာဆိုတော့ Bedrock Edition လေးကိုနှိပ်ပြီး trade ကိုနှိပ်လိုက်ပါဗျာဒီမှာစာပါရသွားပါပြီဒီမှာဒီရလေးတော့ပြီးစာပါကိုနှိပ်လိုက်ဗျာဒီမှာကျွန်တော်တို့စာပါဗျာဒီမှာဗျာဒီမှာကျွန်တော်တို့ Minecraft version လေးပဲဖြစ်ပါဗျာဟိုကျွန်တော်ဒီ version နဲ့ဆိုရင်ဒီ version လေးကိုနှိပ်လိုက်ပါဗျာအမှန်ချစ်လေးကိုနှိပ်လိုက်ပါဗျာoption မှာသွားပြီးတော့ဒီရောဖွင့်လိုက်ပါဗျာဒီရောပိတ်လိုက်ပါဗျာအဲ့ဆိုတော့ Minecraft server နဲ့ဖွင့်ပြီးသားဖြစ်ပါပြီဗျာအမှဆောရမယ့်အချိန်ဆိုရင်စက်တော့ကိုနှိပ်ပြီးတော့ဖွင့်လိုက်ပါဗျာအဲ့လိုလေးစာပါလေးပွင့်သွားရင်ဗျာဒီရလေးကို topic လေးနှိပ်လိုက်ပါဗျာ topic လေးနှိပ်ပြီးဒီနံပါတ်လေးကိုမှတ်ထားပါဗျာ1464214ဆိုရအောင်နှိပ်လိုက်ပါဗျာစာပါကိုနှိပ်လိုက်ပါဗျာadd စာပါကိုနှိပ်လိုက်ပါဗျာဒီနေရာမှာစမ်း topic လောက်ထားတဲ့ page လိုက်ပါဗျာဒီနေရာမှာကျတော့ထုံးတဲ့နံပါတ်လေးထည့်လိုက်ပါဗျာ6လေးဒီဟာတော့ကြိုက်တဲ့နာမည်ထည့်လို့ရပါတယ်ဗျာadd လေးတို့နှိပ်လိုက်ပါဗျာဟုတ်ပါပြီဗျာတနေ့ရင်းနဲ့ထိတ်တော့လို့ရသွားပြီဗျဆာဗာလေးထောင်ပြီးသားဖြစ်သွားပါပြီဗျတို့တကချင်းအဲ့ share တကချင်းအလင်းကိုနှိပ်ပြီးဝင်လို့ရပါပြီဗျ